ဝမှာခါတလေကိုကြိုးစားနေရတဲ့အရာမထင်လို့ခံစားရတယ်မနဲ့စောစောထားပြီးအလုပ်လုပ်တယ်ညနေတဲ့အထိမနာပဲကြိုးစားတယ်ဒါပေမဲ့ရလကမျိုးလင့်ထားလို့မဖြစ်ဘူးတချို့ရက်တွေမှာအယောင်မရှိဘူးတချို့ရက်တွေမှာငွေရှုံးတယ်တချို့ရက်တွေမှာကိုယ်တောင်တန်တရားဝင်မိတယ်ငါဒီလောက်16တင်သေးရဲ့လားဆိုပြီးတွေးမိတယ်ဒါပေမဲ့တစ်ပင်ကြီးထွားလာဖို့အချိန်ယူရတယ်လို့အောင်မြင်မှုကြီးတစ်ခုတည်ဆောက်ဖို့လည်းအချိန်ယူရတယ်လူရင်းမြင်တဲ့အောင်မြင်မှုရဲ့နောက်ကွယ်မှာအိမ်မပြောခဲ့တဲ့ညတွေရှိတယ်မျက်ရည်ကျခဲ့တဲ့နေ့တွေရှိတယ်လက်လျှော့ရှင်ခဲ့တဲ့အချိန်တွေရှိတယ်ဒါပေမဲ့အောင်မြင်သွားတဲ့သူနဲ့အောင်မြင်တဲ့သူရဲ့ကွာခြားချက်ကအရေးအချင်းမဟုတ်ဘူးဆက်ကြိုးစားနိုင်ခြင်းပဲဖြစ်တယ်ဒီနေ့မင်းပြင်ပန်းနေရင်လည်းရတယ်စိတ်ဓာတ်ကျနေရင်လည်းရတယ်ခဏနားနေရင်လည်းရတယ်ဒါပေမဲ့လက်မလျှော့လိုက်နဲ့ဘာလို့လဲဆိုတော့မင်းရဲ့အိမ်မက်တွေကမင်းကိုစောင့်နေတော့မယ်မင်းရဲ့မိသားစုကမင်းကိုမျှော်လင့်နေတော့မယ်မင်းရဲ့အနာဂတ်ကမင်းရဲ့ကြိုးစားမှုကိုစောင့်နေတော့မယ်